2013 ခုနှစ်စက်တင်ဘာလ28ရက်ဓမ္မပညာသင်တန်းရက်တုမှတ်စဉ်နှစ်သုတ္တန္တနှစ်ချုပ်ဘာသာရပ်မဟာသတိပဋ္ဌာန်သုတ်နေ့လယ်ပိုင်းပို့ချချက်စာမျက်နှာ26သမုဒိယသစ္စာဒိဋ္ဌိတာသမုဒိယသစ္စာနဲ့ပတ်သက်ပြီးတော့အခြေချက်ပြတဲ့အခါမှာယာယန္တနာပောနုဘဝိကာဘဝတစ်ခုကိုဖြစ်စေတာဟာအဓိကတဏှာကဖြစ်စေတယ်လို့တကယ်တော့ပူပေါင်းဆောင်ရွက်မှုလို့ပဲမှတ်ရမယ်အဝိဇ္ဇာရဲ့တဏှာရဲ့ကံရဲ့သူတို့ရဲ့ပူပေါင်းဆောင်ရွက်မှုပဲပရိစ္ဆေသမုပ္ပါဒ်မှာကြည့်ဒါဟိုဓမ္မကိုလေ့လာတဲ့အခါမှာဘယ်ကျမ်းဘယ်စာပေရဘယ်လိုနားလည်ရမယ်ဘယ်ဟာနဲ့ဘယ်လိုနားလည်ရမြတ်စွာဘုရားဟောထားတဲ့ point လေးတွေကိုကြည့်ဒီအဝိဇ္ဇာပစ္စယသင်္ခါရပစ္စယဝိညာဏံလို့ဆိုတာဝိညာဏဆိုတာဘဝတစ်ခုပြောတာစတဲ့အချိန်အဲ့ဒီမှာအဝိဇ္ဇာဆိုတာတိုက်ရိုက်ပြောလိုက်တယ်အဝိဇ္ဇာတိုက်ရိုက်ပြောလိုက်တော့တဏှာလည်းပါတယ်နောက်တစ်ဖက်ကကြည့်မယ်ဆိုတဏှာပစ္စယဥပါဒနာဥပါဒနာပစ္စယဘောဆိုတာနဲ့ကြည့်လို့ရှိရင်အဲ့ဒီမှာတဏှာပါတယ်အဝိဇ္ဇာနဲ့တဏှာကိုရှေ့ပိုင်းဥဆောင်မှုနဲ့နောက်ပိုင်းဥဆောင်မှုဒီလိုနှစ်ခုခွဲထားတာတခါတည်းအဝိဇ္ဇာကခေါင်းဆောင်သွားပြီတခါတည်းတဏှာကခေါင်းဆောင်သွားတာရှိတယ်ရှင်းပြောရမယ်ဆိုလို့ရှိရင်မသိလို့လုံးမိတဲ့အခါမှာအဝိဇ္ဇာခေါင်းဆောင်တယ်တိကြီးလှုပ်ထားကြတော့တဏှာကခေါင်းဆောင်နှမျိုးရှိတယ်လေကောင်းမဲ့ထင်လို့လုံးလိုက်တယ်မသိတာကောင်းမဲ့ထင်လို့လုံးလိုက်တယ်လုံးပြီးတော့ဖြတ်လို့မရဘူးဟောနှစ်ဆင့်addict ဖြစ်သွားတယ် drug addict တွေပါတယ်ကြည့်ပရမတော့မကောင်းဘူးမကောင်းတာကိုအကောင်းထင်တာဘာလို့ဆိုအဝိဇ္ဇာအန္တရာယ်ရှိတဲ့ຢာကိုအန္တရာယ်ရှိတဲ့ຢာလို့မသိဘူးမကောင်းတာကိုအကောင်းထင်လို့လုပ်တယ်ဆိုရင်ဘယ်သူကခေါင်းဆောင်ပြီးလုပ်တော့ဆိုအဝိဇ္ဇာခေါင်းဆောင်လုပ်တယ်မကောင်းမှန်းတော့သိပါရဲ့မစွန့်လွတ်နိုင်တော့ဘူးဆိုတာကြအဝိဇ္ဇာခေါင်းဆောင်တာမဟုတ်ဘူးတဏှာခေါင်းဆောင်သွားပြန်တော့အဲ့ကြဒီတိုင်းကြီးပဲလေအစာတစ်ခုစားတာဟိုယောဂဖြစ်မှမသိလို့စားမိတာကြတော့အဝိဇ္ဇာခေါင်းဆောင်တယ်လို့ပြောသိတော့သိတယ်မရှောင်နိုင်လို့ဆိုတာကြတဏှာဖြစ်သွားပြန်အဲ့ဒါလိုပဲဘဝတစ်ခုတည်ဆောက်တဲ့အခါမှာအဝိဇ္ဇာခေါင်းဆောင်တာရှိတယ်တဏှာခေါင်းဆောင်တာရှိတယ်ဒီနေရာမှာတဏှာကိုပြောတော့ပောနုဘဝိကာဘဝတိကိုဖြစ်စေတယ်လို့ဆိုတာတကယ်တော့တဏှာတစ်ခုတည်းကဖြစ်စေတာတော့မဟုတ်ဘူးဒီနေရာမှာတဏှာကိုခေါင်းတက်ပြီးတော့မြတ်စွာဘုရားအဓိကဆိုတဲ့အနေအလေးဘယ်လိုအဓိကဖြစ်တုံဆိုစဉ်းစားကြည့်လူတယောက်သေကံဤမှာနောင်ဘဝကိုဖြစ်တော့မယ်ဆိုတဲ့အချိန်လေးကိုစဉ်းစားကြည့်လိုက်ဆိုပါစို့လူတယောက်ကိုရန်သူ3ယောက်ကနေပြီးတော့တောင်ထိပ်ပေါ်ဆွဲခေါ်သွားတယ်တောင်ထိပ်ပေါ်ဆွဲခေါ်သွားပြီးတော့ဒီလူကိုတောင်ပေါ်ကနေတွန်းချလိုက်တယ်ဆိုပါစို့အဲဆွဲခေါ်သွားပြီးတော့ဆွဲခေါ်သွားတယ်ဆိုတဲ့အထက်မှာမျက်စိပိတ်ထားတာနဲ့အဝိဇ္ဇာနဲ့တူတယ်နော်မျက်စိပိတ်ထားတာနဲ့အဝိဇ္ဇာနဲ့တူတယ်တောင်ထိပ်ကနေပြီးတော့လှပတဲ့လှက်ပတ်ပြီးခေါ်သွားတာပေါ့တောင်ထိပ်ဟာตายရတယ်လို့ဆိုပြီးတော့ခေါ်သွားတာတဏှာပျော်စရာကောင်းတဲ့အနေကြီးကိုပြပြီးတော့နောက်ကနေတွန်းချလိုက်တာကကံဘဝတစ်ခုမှလည်းပဲဒီတိုင်းပဲဘယ်ဘဝသွားအကောင်းဆုံးအကြောင်းကျိုးမသိအောင်ဖန်တီးပေးထားတာကအဝိဇ္ဇာမသိတော့ပျော်စရာကြီးလို့ထင်လိုက်တာကတဏှာတွန်းချလိုက်တာကံဒီလိုဆိုလို့တယ်
နော်တွန်းချလိုက်တယ်ဒါမှမဟုတ်အဘိဓမ္မာသင်္ကန်းမှာလည်းဒီသုံးခုကိုအဓိကထားတယ်လေအဝိဇ္ဇာနုတ္တယပရိခိတ်တေနတဏှာနုတ္တယမူလကေနသင်္ခါရေနဇနိယမာနပရိသေစိတ်လေးကိုဘသူတွေပူးပေါင်းဆောင်ရွက်တုံးဆိုအဝိဇ္ဇာနုတ္တယပရိခိတ်တေနအဝိဇ္ဇာကဝိုင်းဝန်းချမ်းရအားပေးတယ်တဏှာနုတ္တယမူလကေနတဏှာကအရင်ခံဖြစ်တယ်ဟောသင်္ခါရေနဇနိယမာနကံတရားကဖန်တီးသူပဲအဲ့တော့ပြောရမယ်ဆိုရင်အဝိဇ္ဇာကမျက်စိလှဲ့သူတဏှာကဘာလို့တော့သွေးဆောင်ဖြားယောင်းသူသင်္ခါရကတွန်းပို့လိုက်သူဒီသုံးခုပဲအဲ့ဒါနဲ့ဘဝတစ်ခုရောက်သွားတာနောက်ဘဝလည်းဒီတိုင်းသွားအောင်မှာပဲနော်တေဂဏိမှာအာယုနမိတ်တွေပေါ်လာလို့ရှိရင်အဝိဇ္ဇာကြောင့်အမှန်မသိတာဖြစ်လာတယ်မကောင်းတာကိုကောင်းထင်လာလိမ့်မယ်ကောင်းထင်လာလိုက်တဲ့အချိန်လေးမှာသဘောကျသွားတာတဏှာသဘောကျတဲ့စီကိုတွန်းပို့လိုက်တာကြတော့သင်္ခါရဆိုတဲ့ကံတရားလို့သုံးခုပေါင်းဆက်ပြီးတော့ဘဝတစ်ခုကိုဖန်တီးကြတာသို့တော့အဲ့ဒီမဲ့သွေးဆောင်ဖြားယောင်းတဲ့တဏှာဟာဒီနေရာမှာအဓိကထားပြီးတော့သူကကံတရားအလုံးလုံးလို့ရအောင်ဖြားယောင်းခေါ်လာတာဖြစ်လို့သူ့ကိုပဲခေါင်းတက်ပြီးတော့ပြောတာတရားနော်တကယ်ကတော့တခုတည်းတော့မဟုတ်ဘူးအဲ့ဒါလို့နားလည်ရမယ်ဘောနဘဝိကဘဝသိကိုဖြစ်စေတယ်ဘဝသိရဲ့အခြေအနေကိုတွေ့တာလိုက်တာသူပဲဒါကြောင့်မို့ဘဝသိကိုဖြစ်စေတယ်လို့ဒီလိုသုံးတာအဲ့တော့တစ်ဘက်ကစဉ်းစားရင်တဏှာဘဝသိဖြစ်စေတာဟုတ်ကဲ့လားကံကမှဖြစ်စေတာမဟုတ်လားလို့တချို့ဒီလိုတွေးကောင်းတွေးလိုက်ပဲကံဆိုတာမှန်တယ်အဝိတဏှာကနေပြီးတော့တွေ့တာထားတဲ့ပေါ်တာကံကပို့လို့ရတာဟောတဏှာမရှိတဲ့နေရာမှာ तू မပို့နိုင်တော့ဘူးကံရှိနေပြီပဲလို့ तू ပို့လို့မရဥပမာယဟန္တာဆိုတော့ကံတော့ရှိတာပဲ तू မှာ तू လုပ်တဲ့ကံနေရှိတယ်ဒါပေမဲ့တဏှာနဲ့ဝိဇ္ဇာမရှိလို့ तू ပို့လို့မရတော့တဏှာတတကဒီကံတတကမလုံနိုင်ဘူးလို့ပြောတာကံမရှိတာမဟုတ်ဘူးလေကံနေကုံသွားတယ်ဆိုတာအကျိုးမပေးတာကိုပြောတာလုတ်ပြီးသားကံနေကုံသွားတာလို့ဒီလိုပြောတာမဟုတ်ဘူးကိလေသာနေတော့တယ်ကမ္မနေတော့ကိလေသာငြိမ်းသွားလို့ကံငြိမ်းသွားတယ်လို့ပြောတာလုတ်ပြီးသားဟာမလုတ်သေးဘူးလို့ပြောလို့ရမှာမရတာမနေ့ကလုတ်ခဲ့တာဒီနေ့ပြင်လို့ရရလားမရဘူးစာရေးထားတာဖြတ်ပြင်ရင်ပြင်လို့ရမှာပေါ့ဖြစ်ပြီးပြတ်သွားတဲ့အရာတခုကိုပြန်လုံးလို့ပဲရမှာတော့ဒါကြောင့်မလို့ကံတစ်ခုလှုပ်တာလှုပ်ပြီးသွားပြီဆိုရင်မလှုပ်ရသေးဘူးလို့ပြောလို့မရတော့ဘူးသူကလှုပ်ပြီးဖြစ်သွားပြီလေပြင်လို့ရလားဆိုရမရဘူးသူ့ကိုပြင်တာမဟုတ်ဘူးပြင်တာကနောက်လာမယ့်ဟာကိုပြင်တာသူကပြင်လို့မရတော့ဘူးပြီးသွားပြီဘာသွားပြင်မှာရှိမှမရှိတော့ဘူးဖြစ်ပြီးချုပ်သွားတာပြင်လို့မရတော့ပြင်လို့ရတာနောက်ထပ်ဒါမျိုးမဖြစ်အောင်လှုပ်ထားပဲရှိတယ်ပေါ့နော်အကုသိုလ်ကံတွေဆိုတာပြင်လို့ရတာမှမဟုတ်တာလွတ်အောင်လုပ်လို့တော့ရတယ်ပြင်လို့ရတာမဟုတ်လွတ်အောင်လုပ်လို့တော့ရတယ်လွတ်အောင်လုပ်တာကောင်းတာတွေများများလုပ်ရင် chance မရှိအောင်ကံတရားတွေ chance မရှိအောင်အကုသိုလ်ကံတွေ chance မရအောင်ကုသိုလ်ကံတွေများများလုပ်တယ်သူလက်လမ်းမမီအောင်သူ့ကို isolated လုပ်ထားတယ်ထိန်းချုပ်ထားတယ်ဒါဆိုရင်သူအကျိုးပေးလို့မရတော့ဘူးလေဒီလိုသာဆိုတာဒါကြောင့်မို့ဖျားဖြစ်သွားတဲ့နောက်တော့ကံကလိုက်သေးတာမဟုတ်လားရှင်မောကလန်တို့ယဟန္တာဖြစ်ပြီးကိလေသာတွေကုန်သွားတဲ့နောက်တော့အတိတ်ဘဝသူလုပ်ခဲ့တဲ့ကံကလိုက်လာပြီးတော့နောက်ဆုံးမှာလူသားခံရတဲ့အနေအထားမျိုးရောက်သွားတာလေဒါအတိတ်ကလုပ်ခဲ့တဲ့ကံအတိတ်ကံမဖြစ်တော့တာပြောတာကိလေသာမပါသေးတဲ့အတွက်ကြောင့်ကံမဖြစ်တော့ဘူးလို့ဆိုလို့
ကံမဖြစ်ဘူးဆိုတာတောင်မှပဲကရိယာဟာတကယ်ကတော့ကိလေသာမရှိလို့အကျိုးမပေးတဲ့ကံမျိုးကိုကရိယာလို့ပြောလိုက်တာပဲကုသိုလ်စိတ်ကိုကရိယာလို့ပြောတာ action ပဲရှိတယ်အကျိုးထုတ်လို့နိုင်စွာမရှိဘူးဒါကြောင့်မို့ယန္တန်တာနာမဖြစ်တဲ့ကုသိုလ်ကရိယာလို့ခေါ်တာဒီအဓိပ္ပာယ်မျိုးမှတ်ဖို့လိုတာပေါ့နော်ဒါကြောင့်မို့ဒီမှာပောနုဘဝိကာလို့ဆိုတဲ့နေရာမှာဒီမှာတဏှာကိုအဓိကထားပြီးတော့ပြောလိုက်တယ်တဖန်ဘဝတိတ်ကိုဖြစ်စေတယ်နန္ဒီရာဂသဟကတာနန္ဒီဆိုတာနှစ်သက်တာရာဂဆိုတာတွေ့တာဆွဲမဲ့တာနှစ်သက်မှုဆွဲမဲ့မှုနဲ့အတူတူဖြစ်တယ်နှစ်သက်တယ်ဆိုတဲ့သဘောတွေဆွဲမဲ့တယ်ဆိုတဲ့သဘောတွေတဏှာထဲမှာပါဝင်ဒါ aspect လို့ခေါ်တယ်ဒါကြတော့ aspect ဆိုတာတဏှာကြတော့သူကဆာလောင်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ရေးတာလောဘကြတော့လိုချင်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ရေးတာရာဂဆိုတာကြတော့ဆွဲမဲ့တယ်ဆိုတဲ့အယောင်ဆိုးတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ရေးတာနန္ဒီဆိုတာနှစ်သက်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ရေးတာသူ့ရဲ့တွင်မြင်လက္ခဏာတွေကတခုတည်းမဟုတ်ဘူးလေရှုထောင့်တစ်ခုစီကနေခေါ်ထားတာတစ်ဖက်ကကြည့်ရင်တစ်မျိုးမြင်ရမယ်တစ်ဖက်ကကြည့်ရင်တစ်မျိုးမြင်ရမယ်တစ်ဖက်ကကြည့်ရင်တစ်မျိုးလူတောင်မှနောက်ကကြည့်ရင်တစ်မျိုးလေဘေးကကြည့်ရင်တစ်မျိုးရှေ့တဲ့ကကြည့်ရင်တစ်မျိုးတူမတူတာနောက်ကကြည့်ပြီးတော့ရင်ပြောလို့မရဘူးရှေ့ကကြည့်ပြောလို့လည်းမရဘူးတစ်ခုနဲ့တစ်ခုရှုထောင့်ချင်းမတူဘူးလို့ဆိုလို့သဘာဝတရားတွေမှာလည်းအဲ့လိုရှုထောင့်လေးတွေရှိတယ်ပေါ့အဲ့ဒီရှုထောင့်လေးတွေနဲ့ပြောတာလို့ဒါအဓိပ္ပာယ်တစ်မျိုးဒီလိုမှတ်တဲ့တယ်ပေါ့နော်သို့တော့တက္ကရာတွေမှာဖွင့်လာတော့နန္ဒီရာဂဖြစ်သောနန္ဒီရာဂဆိုတာလဲတဏှာကိုခေါ်တာပဲနန္ဒီဆိုတာလဲတဏှာကိုခေါ်တာပဲရာဂဆိုတာလဲတဏှာကိုခေါ်တာနန္ဒီရာဂနဲ့ရှင်သောအတူတူဖြစ်သောလို့မသုံးတော့ပဲနဲ့နန္ဒီရာဂဖြစ်သောလို့ဒီလိုလဲပေးတယ်အခုဒီမဟာဝဲကမဟာသရိပဋ္ဌာန်သုတ်ကိုဖွင့်တဲ့အထက်ကရာကြတော့နန္ဒီရာဂေနတတ္တိအထတော်ဧကတမေဝကတာဆိုနန္ဒီရာဂနဲ့တထထီးကြတော်လို့ဆိုတဲ့အဓိပ္ပာယ်ဖွင့်တာတဏှာဟာနန္ဒီရာဂနဲ့နန္ဒီဆိုတာနဲ့ရာဂဆိုတာနဲ့တထထီးကြတော်အဲ့ဒီမှာနန္ဒီရောရာဂရောနှစ်ခုတွဲလိုက်တဲ့အခါမှာပို့ပြီးတော့ပြင်းထန်တဲ့တဏှာဆိုတဲ့အဓိပ္ပာယ်ကိုလည်းဖော်ဆောင်တယ်အဓိပ္ပာယ်ဒီစကားလုံးနှလုံးကိုထပ်သုံးလို့ရှိရင်ပြင်းထန်သောဆိုတဲ့အဓိပ္ပာယ်ရပြန်တယ်ပေါ့အဲ့တော့နန္ဒီရာဂသဟကတာခုဒီမှာတော့အဓိပ္ပာယ်တစ်ခုနဲ့ပေးလိုက်ပြန်လိုက်တယ်နှစ်သက်ခြင်းဆွဲမဲ့ခြင်းနဲ့အတူတူဖြစ်သောဆွဲမဲ့တဲ့သဘောတရားတွေပါရှိသောဒီလိုအဓိပ္ပာယ်တတ္တရဘိနန္ဒီနီတတ္တရဆိုထိုအာယုံထိုဘဝထိုလို့ရင်သုံးတာသူကနော်ဗမာစကားလည်းပြောတာပဲဟိုတီတီလျှောက်သွားနေတယ်ဘယ်မှလည်းမသိဘူးဟိုတီတီနော်အဲ့ပါဒီမှာလည်းပဲထိုဆိုဒီမှာထိုအာယုံထိုဘုံဘဝထိုအာယုံထိုဘုံဘဝတို့ကိုအလွန်ပဲနှစ်သက်တတ်သောဟုတ်တယ်ဘယ်ရောက်ပြောတယ်မပြောမှတော့စိတ်မပူနဲ့ဘယ်တော်မျိုးဖြစ်ပြောနေမှာပဲသူပြင်းတယ်လို့တော့ရှိမှာမဟုတ်ဘူးနော်လူတွေဖြစ်ရင်ကောင်းမှာပဲလို့ဆိုတိရစ္ဆာန်များသွားမေးကြည့်ပါလားမင်းပြောရလားလို့ဆိုပြောမှာပဲပြောမှာပဲ50တဲ့မဲ့ဇာလန်လေးတစ်ခုပါတယ်ဥပရိဒေဝိစာဘုရင်ကြီးကသူ့မိဖုရားဆွဲပက်ပြီးတော့အလောင်းကိုမချရက်ဘူးဆေးစိမ်ပြီးနန်းတော်ထဲမှာထားတာဒီတိုင်းမစားရမတော့ရဲ့အဲ့ဒီနာမှာဘုရင်ကြီးကတောကတွေဖြစ်နေလို့ဘုရားလောင်းရဲ့သေကြီးကနေလာပြီးဒီဘုရင်ကြီး
ဘာမှလည်းတိုင်းရေးပြည်အလုပ်တွေမလုပ်တော့ဘဲနဲ့ဒီလိုဖြစ်နေတာဆေးကုဖို့ရမလွယ်ဘူး psychiatrist တို့လည်းမတတ်နိုင်ဘူးအဲ့ဒီအချိန်မှာနော်လာကုလို့မရလို့ဘုရားလောင်းရသေးကြီးနဲ့ဂျုံတဲ့အခါမှာအမတ်ကြီးတွေကနေပင့်ပြီးတော့ပြောတော့ဘုရားလောင်းရသေးကကြည့်လိုက်တယ်သူကအဘိညာဉ်တကိုးရှိတော့ကြည့်တော့ဒီဥပရိဒေဝီဆမိဘုရားဘယ်ရောက်နေတော့ဆိုဘုရင်ဥရှင်နဲ့မှာနောက်ချီဘိုးတို့မှဖြစ်နေနောက်ချီဘိုးတို့မှဖြစ်ပြီးတော့နောက်ချီဘိုးတို့နဲ့တွဲနေတယ်နောက်ချီဘိုးတို့အဖိုနဲ့တွဲနေသူကပြောနေတာသူကသူအဲ့ဒီမှာဘုရင်ကြီးကိုတရားချတဲ့အခါမှာပြောတယ်ဒီသူကဘဝပြောင်းသွားပြီဘဝပြောင်းသွားတော့နောက်ချီဘိုးတို့ဖြစ်တယ်ဆိုဘုရင်ကြီးကမယုံရင်ခေါ်ပြမယ်ဆိုပြီးတော့ခေါ်ပြတယ်စကားပြောခိုင်းတယ်စကားပြောခိုင်းတော့လူဘာသာစကားနဲ့ပြောတယ်နဲ့တူတခါကြောင်ကတောင်မှရန်အောင်လို့អော်တာရှိသေးတယ်ရမရွှေကျဲအဘက်မှာကြားလိုက်သေးတယ်လေအဲ့ဒီမှာဒီရသေးကြီးကသူ့တကိုးနဲ့စကားပြောအောင်လုပ်တော့ပြောတယ်နေဘယ်ဘဝလာတာတုံးဆိုမိဖုရားကြီးဘဝလာတယ်ဘာလို့တော့ချီဖို့လို့ဖြစ်တာသူ့ကိုယ်သူအလှပြင်ပြီးတော့ဘာကုသိုလ်မှမလုပ်လို့တော့ချီဖို့လို့ဖြစ်သွားဒါဖြင့်နန်းတော်ပြန်ကျင်သေးလားမပြန်ကျင်ဘူးတဲ့ပျော်ပုံပြောတာပါနော်ပြန်ကျင်ဘူးတဲ့ဒီဘဝမှာပျော်တယ်တဲ့အဲ့တော့ပျော်လို့ရှိရင်ဒါဖြင့်ဘုရင်ကြီးပေါ်တန်ရောစိန်ရှိသေးလားလို့ဆိုမရှိဘူးတဲ့ဘာလို့ချင်တော့ဆိုဘုရင်ကြီးရဲ့လေချောင်းသွေးနဲ့သူ့နောက်ချီဘိုးတို့ဖို့ရဲ့ခြေထောက်ကိုဆေးကျင်တယ်ပြောလိုက်ပုံကတော့အဲ့ဒီကြတော့မှဘုရင်ကြီးကပြတ်သွားတယ်စဉ်းစားတာကြည့်တော့နော်စဉ်းစားတာကြည့်တော့ခုကိအဲ့လိုငိုးနေတဲ့လူတွေအဲ့ဒါမျိုးဟောပေးရမှာအဲ့ဒါမျိုးဟောပေးရမှာသူ့ဘဝနဲ့သူပြောနေပြီမရဘူးအဲ့ဒါကိုပြောတာတတ္တရဘိနန္ဒိနီထို့အာယုံထို့ဘုံဘဝမှာပဲအလွန်နှစ်ချိုက်ပျော်မွေ့နေတော့အလွန်နဲ့ပျော်မွေ့စေတတ်သောယာယံတနာအကျဉ်တနာသည်အတ္တိရှိ၏တေအဋ္ဌိတံထိုတနာဆိုတာဘာလဲဘာတွေလဲကာမတနာလိုချင်စရာအာယုန်တွေကိုလိုချင်တဲ့တဏှာဆိုတော့မျက်စိကမြင်တဲ့အာယုန်နားကကြားတဲ့အာယုန်ဒီလိုချင်စရာအာယုန်တွေကိုလိုချင်တဲ့တဏှာကိုကာမတဏှာလို့ခေါ်တယ်ဘဝတဏှာဘဝဤထာဝရတည်မြဲမှုကိုလိုချင်တဲ့တဏှာဘဝဆိုတာ becoming ထာဝရဖြစ်နေတာဘဝထာဝရဖြစ်နေတဲ့ဘဝဟိုဘဝဒီဘဝမြဲတဲ့ဘဝဘာနဲ့တွဲနေတာတော့ဆိုတတ္တဒိဋ္ဌိဆိုတဲ့အယူနဲ့တွဲနေတာထာဝရတည်မြဲတဲ့ဘဝမျိုးပေါ်မှာတွဲတာတတ္တဒိဋ္ဌိနဲ့ရှင်တွဲနေတဲ့အယူဆလို့ဆိုလို့တယ်သူကအဲ့ဒါကိုဘဝတဏှာဝိဘဝတဏှာထာဝရဘဝပြတ်ဆဲမှုကိုလိုလားသောတဏှာဒီဝိဘဝတဏှာဆိုတာဘဝကြီးပြတ်ဆဲသွားတယ်ဒီဘဝပဲရှိတယ်နောက်ဘဝကျရင်လုံးဝပြတ်ဆဲသွားတယ်အဲ့ပြတ်ဆဲမှုပေါ်မှာတွေ့တာမှုတဲ့တဏှာတွေ့တာမှုဒီတဏှာမျိုးဆိုလို့ဘဝတဏှာကသတ္တရဒိဋ္ဌိနဲ့တွဲနေတဲ့တွေ့တာမှုဝိဘဝတဏှာဥစ္စေရာဒိဋ္ဌိနဲ့တွဲနေတဲ့တွေ့တာမှု materialism လို့ဆိုရယ်ရုပ်ဝါဒနဲ့ပတ်သက်လာရုပ်ဆိုတာပျက်စီးသွားရင်လူရဲ့ခန္ဓာကိုယ် body ကြီးကပျက်စီးသွားရင်မိဖုတ်ရတာဟိုမိရှုပစ်တာအဲ့တော့သိရင်ပြီးတာပဲလို့ဆိုတဲ့ဝိဘဝဝိဆိုတာဟိုကင်းကွာသွားတာဘဝကဘဝတစ်ခုကင်းကွာသွားတယ်ဘယ်တော့မှပြန်ဘဝဆိုတာမဖြစ်လားအဲ့ဒါကိုကြိုက်တဲ့လူမျိုးကလည်းရှိသေးတယ်
နိဗ္ဗာန်နဲ့သွားမရောနဲ့နော်သူကဒီနိဗ္ဗာန်ဆိုတာတရားအထုတ်ပြီးတော့ဒီဘဝတွေကိုခန္ဓာတွေကိုချုပ်အောင်ဤစနစ်အရာတကယ်ကိုတွေ့တာမှုကင်းပြအောင်တရားကျင့်ပြီးတော့အမှန်သိပြီးတော့အကြောင်းတရားချုပ်အောင်လုပ်တာမှာကိုယ်ကအကြောင်းတရားချုပ်တာမဟုတ်ဘူးတက်တက်ဘဝပြတ်တယ်လို့တွေးတာအတွေးအမြင်တက်တက်ပဲဖြစ်တယ်ဘဝတဏှာပဲဖြစ်ဖြစ်ဝိဘဝတဏှာပဲဖြစ်ဖြစ်အတ္တဒိဋ္ဌိလက်ခံထားတဲ့ပုဂ္ဂိုလ်တွေအတွက်ဖြစ်တာအတ္တရှိတယ်ငါရှိတယ်ဆိုတဲ့ပုံမှာဒီတတ္တတနဲ့ဥစ္စေတာအယူနှစ်ခုအဝင်တာငါရှိတယ်လို့မယူတဲ့ပုဂ္ဂိုလ်ဖို့မှာဒါမဝင်လာဘူးဒီတတ္တရဒိဋ္ဌိဥစ္စေတာဒိဋ္ဌိလွတ်အောင်ကတော့အကြောင်းရှိရင်ဖြစ်နေမှာပဲသင်္ခါရဆိုတာအကြောင်းရှိရင်ဖြစ်မှာပဲအကြောင်းချုပ်ရင်ချုပ်သွားမှာပဲဒီလိုပဲမြင်ရတော့အဲ့လိုမြင်မှတတ္တရဒိဋ္ဌိဥစ္စေတာဒိဋ္ဌိလွတ်တယ်အဲ့တော့ဒီဘဝတဏဆိုတာတတ္တရဒိဋ္ဌိနဲ့တွဲလာတယ်ထာဝရရှင်သန်နေခြင်းနဲ့အတွေ့ဝိဘဝတဏဆိုတာထာဝရရက်ဆဲသွားတဲ့အတွေ့ဘဝကိုမလိုချင်လို့ထာဝရရက်ဆဲသွားတဲ့အတွေ့သူကဒါကြောင့်မလို့မိစ္ဆာအယူဝါဒထဲမှာတဲ့ပြောမယ်ဆိုရင်ဥစ္စေရအယူဝါဒရှိတဲ့လူကတော့မြန်မြန်နိဗ္ဗာန်ရနိုင်သေးတယ်တတ္တရအယူရှိတဲ့လူကတော့အဲ့ဒါအပြော့ဆွဲတော်နဲ့မကျွတ်ဘူးလို့ဆိုလို့သူဖြစ်ချင်တာနော်ဥစ္စေရဒိဋ္ဌိကအတ္တရှိတယ်လို့ယူလို့သာမိစ္ဆာဒိဋ္ဌိဖြစ်သွားတာအကြောင်းချုပ်လို့အကျိုးချုပ်သွားတယ်လို့ယူမယ်ဆိုရင်ဒါနိဗ္ဗာန်ဖြစ်သွားတယ်ဒီလိုဆိုထားတာရှိတယ်အင်္ဂုတ္တပါဠိတော်မှာဒီဟာဟောထားတာရှိတယ်မြတ်စွာဘုရားအဲ့တော့ကျမ်းဖတ်မှန်တချို့ကလေစာအုပ်တွေဖတ်တဲ့အခါမှာတတိထားကာမတဏဘဝတဏဝိဘဝတဏဝိဘဝဆိုတာကိုသူကဒီပြနေရာမှာဝိဘဝဆိုတာစီးစိမ်ဥစ္စာလို့အဓိပ္ပာယ်ပြန်တာရှိတယ်ဝိဘဝဆိုအဲ့ဒါလေးတွေ့ဘူးထားတဲ့အခါကျတော့ဝိဘဝတဏစီးစိမ်ဥစ္စာတွေကိုမမောတဲ့တဏလို့ဆိုပြီးတော့အဲ့လိုဘာသာပြန်တဲ့စာအုပ်ရှိသေးတယ်နော်အလွဲအမှားဘာသာပြန်တာမျိုးအဟုတ်မမှတ်လေနဲ့အဟုတ်မှတ်ရင်စီပင်အမိုက်ပုံးဖြစ်မယ်ကိုယ့်ရဲ့ခေါင်းကြီးမမှန်ကန်တာတွေထည့်ထားလို့ရှင်တော့မမှန်တာတွေထည့်ပြီးရင်တော့အမိုက်ဖြစ်မှာပဲပေါ့ဒါပေါ့မဟုတ်တဲ့အတွေ့တွေရောက်ကုန်တတ်တယ်အဲ့လိုပြန်ထားတဲ့စာအုပ်တွေကျမ်းဖတ်မှတွေ့ရသေးတယ်နော်ဝိဘဝဆိုတာဟုတ်တယ်တချို့နေရာမှာဝိဘဝဆိုတာစီးစိမ်ဥစ္စာလို့ခေါ်တာရှိတယ်သူနေရာနဲ့သူယူရတယ်ဒီကာမတဏဘဝတဏဝိဘဝတဏမှာဝိဘဝစီးစိမ်ဥစ္စာကိုဟောတာမဟုတ်ဘူးဝိဆိုတာကင်းသွားတဲ့ဘဝပြတ်ဘဝကင်းပြတ်သွားတဲ့ဘဝလို့ဆိုလို့ကဲနောက်တစ်ခုကိုသွားမယ်သာခောပဏိတာဘိက္ခွေတဏကဋ္ဌဥပ္ပစ္စမာနဥပ္ပစ္စတိတချောင်းပိုက်ကဋ္ဌနိဝိတမာနာနိဝိတတိယံလောကေပိယရူပံတတရူပံဣထေတာတဏဥပ္ပစ္စမာနဥပ္ပစ္စတိဣထနိဝိတမာနာနိဝိတတိတာဧတာတဏခောပနာအပို့ထားလိုက်ဘိက္ခွေယံတို့တာဧတာထိုတဏသည်ကဋ္ဌအဘယ်အာယုံမှာဥပ္ပစ္စမာနာဖြစ်လာသည်ဖြစ်၍ဥပ္ပစ္စတိဖြစ်သည်ဥပ္ပစ္စမာနာဖြစ်လာတဲ့အခါမှာကဋ္ဌဘယ်အာယုံမှာဥပ္ပစ္စတိဖြစ်တယ်နိဝိတမာနာတည်ရှိနေတဲ့အခါမှာကဋ္ဌဘယ်အာယုံမှာနိဝိတတိတည်ရှိနေသလဲမိဂုံးလေးထုတ်တာနော်အကြိမ်ကြိမ်ထပ်ထပ်ဖြစ်နေတာကိုတည်ရှိတယ်လို့ပြောတာဟိုတခါဖြစ်ပြီးတော့ရက်နေတာဒီလိုပြောတာမဟုတ်ဘူးဖြစ်တည်ပြက်ကတော့အစဉ်တိုင်းပဲနော်ဖြစ်ပြီးပြက်တယ်နောက်ထပ်ထပ်ဖြစ်တာကိုနိဝိတတိလို့သုံးတာဥပ္ပစ္စမာနာဖြစ်လာတဲ့အခါမှာကဋ္ဌဘယ်အာယုံမှာဥပ္ပစ္စတိဖြစ်တယ်လဲနိဝိတမာနာ
အချင်းချင်းထပ်ထပ်တည်ရှိနေနော်အချင်းချင်းထပ်ထပ်ဖြစ်ပြီးတော့တည်တာကိုပြောတာနိဝိတမာနတည်ရှိနေသည်ရှိသောကဋ္ဌအဘယ်အာယုံမှာနိဝိတတိတည်ရှိနေတယ်လေမေကုံလေးထုတ်တာအဲ့တော့ဒီတဏှာဟာဘယ်မှာဖြစ်ပြီးတော့ဘယ်မှာတည်နေတာလဲလို့မေးတာဖြစ်တဲ့အခါဘယ်မှာဖြစ်တယ်တည်တဲ့အခါဘယ်မှာတည်တယ်လဲဒီမေကုံယံလောကေပိယရူပံတတရူပံဣထေတာတဏှာဥပ္ပစ္စမာနဥပ္ပစ္စတိဣထနိဝိတမာနဥပ္ပစ္စတိလောကေလောက၌ပိယရူပံချစ်အပ်သောသဘောရှိသောတတရူပံတာယာဝေသဘောရှိသောလောကေလောက၌ပိယရူပံချစ်အပ်သောသဘောရှိသောတတရူပံတာယာအပ်သောသဘောရှိသောယံအကျင့်အာယုန်သည်အဋ္ဌိရှိဣထေတာတဏဥပ္ပစ္စမာနဥပ္ပစ္စတိဣထဤပိယရူပတတရူပဆိုတဲ့အာယုန်မှာနော်ချစ်အပ်တာယာအပ်တဲ့အာယုန်မျိုးမှာဥပ္ပစ္စမာနဧတတနာဤတနာသည်ဥပ္ပစ္စမာနဖြစ်လာသောအခါမှာဥပ္ပစ္စတိဖြစ်တယ်ဣထဤချစ်အပ်တာယာအပ်သောအာယုန်မှာနိဝိတမာနတည်ရှိနေတဲ့အခါနိဝိတတိတည်ရှိနေတယ်ဖြစ်လာရင်ဒီမှာဖြစ်တယ်ဒီနေရင်လည်းဒီမှာဖြစ်တယ်ဒါရှင်းရှင်းလေးပဲလေနှစ်သက်စရာကောင်းတဲ့အာယုံပေါ်မှာတဏှာဖြစ်တာပေါ့ပိယယုတ်တာတယုတ်လို့ဆိုတာပိယရူပတာတရူပဆိုတာချစ်နှစ်အပ်သောသဘောရှိတယ်ကိုယ်စိတ်ထဲမှာကျင့်တတ်စရာအာယုန်တွေကိုဒီလိုဆိုလိုတာပိယရူပတာတရူပဆိုတာကျင့်တတ်စရာအာယုန်တွေအဲ့ဒါတွေကဘာတွေတုံးဆိုရင်နောက်ကထုတ်ပြလိုက်ပြီစာထဲမှာတစ်ခါတော့ရေးတယ်ပိယယုတ်တာတယုတ်ဆိုတာဟိုယုတ်လို့သွားအောင်းမေ့မနေနဲ့ပိယရူပတာတရူပဆိုတာရူပဆိုတာဒီနေရာမှာသဘာဝလို့ဆိုလို့တယ်နော်ပိယရူပချစ်နေတဲ့သဘောရှိတယ်တာတရူပတာယာဝယ်သဘောရှိတယ်သဘောရှိတယ်ဆိုတာချစ်မြတ်နိုးဝယ်ကောင်းတယ်တာယာဝယ်ကောင်းတယ်လို့ဒီလိုဆိုလိုတာတာယာဝယ်ကောင်းတဲ့အာယုအဲ့တော့တဏှာဆိုတာဖြစ်လို့ရှိရင်တော့ကောင်းတဲ့အာယုံပေါ်မှာဖြစ်တယ်ကိုကြိုက်တဲ့အာယုံပေါ့နော်အကောင်းဆိုတာခုနကလိုတယောက်နဲ့တယောက်တော့မတူဘူးပေါ့နော်အဲ့တော့ဒါတဏှာဖြစ်တာဟာနှစ်သက်စရာကောင်းတဲ့အာယုံတစ်ခုပေါ်မှာဖြစ်တယ်တည်ရှိနေတယ်ဒါဖြင့်ပိယရူပတတရူပဆိုတာဘာခေါ်တာတုံးဆိုလောကေလောက၌ပိယရူပံရှင်းနေရသောသဘောရှိသောအာယုဆိုသည်မှာတာတရူပံတာယာဝယ်သဘောရှိတဲ့အာယုဆိုသည်မှာကိစ္စအဘယ်ဟာလဲလောကေလောက၌စက္ခုမျက်လုံးသည်လို့ပဲဝေါဟာရနဲ့ပေးလိုက်တာနော်စက္ခုပတာရပေါ့သူရတဲ့မျက်လုံးပဲပေါ့မျက်လုံးသည်ဆိုတဲ့နေရာမှာပရမတ္ထစိုက်တိအောင်ပြောတဲ့အခါမှာတတ္တံပါရနဲ့တွဲပြောတဲ့စကားလုံးတစ်ခုပဲတတ္တံပါရဆိုတာအချမ်းရံနဲ့တွဲပြောတာဒီနေရာစက္ခုပတာရရုပ်ကိုကောက်လို့ရှိရင်တော့အဲ့ဒီမျက်လုံးကြီးထဲမှာရှိတဲ့အကြည်ဓာတ်ကလေးပဲကောက်မှန်လေးထဲမှာအရိပ်ထင်တဲ့နေရာလေးပဲကောက်ရုပ်ကအဲ့ဒီမှာရှိတယ်ဒီလိုဆိုလို့တယ်နော်စက္ခုမျက်လုံးသည်လောကေလောက၌ပိယရူပံချစ်အပ်သောသဘောရှိ၏တာတရူပံတာယာဝယ်သဘောရှိ၏လူတိုင်းဟာမျက်လုံးကိုစုံမဲ့ကြတယ်ဣထဤမျက်လုံး၌ဧတတနာဤတနာသည်ဥပ္ပစ္စမာနဖြစ်လာသောအခါမှာဥပ္ပစ္စတိဖြစ်၏နိဝိတမာနဣထဤမျက်လုံး၌နိဝိတမာနတည်နေသောအခါမှာနိဝိတတိတည်နေဖြစ်တဲ့အခါမှာလည်းအဲ့ဒီမျက်လုံးပေါ်မှာဖြစ်တယ်တည်ရှိတဲ့အခါမှာလည်းအဲ့ဒီမျက်လုံးပေါ်မှာတည်ရှိတယ်နှစ်သက်စရာကောင်းတဲ့မျက်လုံးပေါ်မှာတဏှာဖြစ်တယ်လို့ဒီလိုဆိုနော်လို့ဆိုလို့
အဲ့တိုင်းပဲနောက်ဟာလေးတွေကိုချုံးပြီးတော့ပြောမယ်ဒီတိုင်းပဲသွားဒီတပုတ်ရလို့ရှင်နော်ထိုနည်း၎င်းထိုနည်း၎င်းပဲကျန်တာတွေအဲ့ဒီတိုင်းပဲမှတ်တာသောတံလောကေလောက၌သောတံနာသည်လောက၌ခန္ဓာနှခေါင်းသည်လောက၌ဇီဝလျာသည်လောက၌ကာယောကာယသည်လောက၌မနောစိတ်သည်ပိယရူပံချစ်အပ်သောသဘောရှိ၏တာတရူပံတာယာဝေသဘောရှိ၏တချောင်းပိုက်ဣထေတာတဏဥပ္ပစ္စမာနဥပ္ပစ္စတိဣတာတဏဣတနာသည်ဣထဣမနလို့ဆိုတဲ့နှစ်သက်ဖွယ်အာယုံမှာဥပ္ပစ္စမာနဖြစ်လာသောအခါမှာဣတာတဏဣတနာသည်ဣထဣမနလို့ဆိုတဲ့နှစ်သက်ဖွယ်အာယုံမှာဥပ္ပစ္စတိဖြစ်လာ၏နိဝိတမာနတည်ရှိနေသောအခါမှာလည်းဣထဤနှစ်သက်ဖွယ်ကောင်းတဲ့မနဆိုတဲ့အာယုံမှာနိဝိတတိတည်နေ၏လို့ဒီလိုဆိုလိုတယ်နော်ဖြစ်ရင်အဲ့ဒီမှာဖြစ်တယ်ဒါကမျက်လုံးပေါ်မှာตาရလို့ရှိရင်မျက်လုံးမှာတဏှာဖြစ်တယ်လို့ပြောတာပေါ့နားကိုตาရရင်နှာခေါင်းကိုตาရရင်လျှာကိုตาရရင်ကိုယ်ကိုตาရရင်မနကိုตาရရင်အဲ့ဒီပေါ်မှာတဏှာဖြစ်တယ်လို့ပြောတာပေါ့အဲ့တဏှာဆိုတာဘယ်မှာပဲတီးနေတာတော့ဆိုအဲ့မျက်လုံးမျက်စိနာနာလျှာကာယမနမှာတီးနေတယ်လို့အစ္ဆတိကာယရဏ6ပါးကိုပြောတာကဲတခါဘာကြီးတာဒီပြင်ဟာတွေရောအကုန်ပြောမလို့ဒါအစ္ဆတိကာယရဏ6ပါးကိုပြောတာနောက်ဟာကျတော့လောက၌ရူပအဆင်းအာယုန်တို့သည်တတ္တာအတန်တို့သည်ခန္ဓာအနတ်တို့သည်ရတ္တအယတာတို့သည်ဖွတ်တပါအထိအတွေ့တို့သည်ဓမ္မစိတ်ဖြင့်သာသိနိုင်သောအာယုန်တို့သည်စိတ်ဖြင့်ဆိုမနာနဲ့သိရသောအာယုန်တွေစိတ်တွင်ပေါ်လင်လာသောအာယုန်တို့သည်ကျန်တာတွေလည်းစိတ်နဲ့ပဲသိရတာသိရပေမဲ့organ တွေပါသေးတယ်ဒါကြတော့ organ မပါလားလို့ပြောတယ်စိတ်သက်ဖြင့်သာသိရတဲ့အာယုန်ဓမ္မကြံတွေးတဲ့အာယုန်တို့သည်ဒါလိုပဲပေးတာပေါ့ပိယရူပံနှစ်သက်ဖွယ်ကောင်းသောနှစ်သက်ဖွယ်ချစ်အပ်သောသဘောရှိ၏တာတရူပံတာယာဖွယ်ကောင်းသောသဘောရှိ၏ဣထေတာတဏဥပ္ပစ္စမာနဥပ္ပစ္စတိဣထနိဝိတမာနနိဝိတတိဖြစ်လာတဲ့အခါမှာအဲ့ဒီအာယုံ6ပါးမှာတဏှာဖြစ်တယ်တည်ရှိလာတဲ့အခါမှာအဲ့ဒီအာယုံ6ပါးမှာပဲတဏှာဖြစ်တဏှာတည်ရှိတယ်ဒီအဓိပ္ပာယ်ဒါရင်လားဆိုမကဘူးလောင်းမဲ့တဏှာဖြစ်စရာတွေကမကုန်သေးဘူးမျက်စိနဲ့အဆင်းဆုံးတယ်မျက်စိကိုလည်းသဘောကျတယ်အဆင်းကိုလည်းသဘောကျတယ်နောက်ထပ်သဘောကျမှာဘာတုံးဆိုမြင်သိစိတ်ကလေးကိုလည်းသဘောကျအောင်မယ်အဲ့တော့တခုစီပဲမှတ်ပြီတော့နော်ပိယယုတ်တတယုတ်တွေကိုတွက်ပြနေတာကွာตายရတဲ့သဘောရှိတာတွေဘာတွေတုံးဆိုတော့ဆတ်ဆက်ကတုတ်တုံမှလည်းဒါတွေရှုဖို့ဟောတာပဲစက္ခုဝိညာဏမျက်စိ၌ဖြစ်သောမြင်သိစိတ်သည်သူရဲ့ဆောင်ရွက်မှုကိစ္စကမြင်ခြင်းကိစ္စပဲဟောသူကတော့စက္ခုနေတိတံဝိညာဏစက္ခုနေတိစက္ခုဝိညာဏလို့ဆိုတဲ့အတိုင်းသူကမျက်စိကိုမြည်ရဖြစ်သောစိတ်သည်လို့သူ literally ကြတော့အဲ့လိုပေးရမယ်နော်မျက်စိကိုမြည်ရဖြစ်သောစိတ်သည်မြင်သိစိတ်နားကိုမြည်သောတာဝိညာဏနားကိုမြည်ရဖြစ်သောစိတ်သည်ခန္ဓာဝိညာဏနှာခေါင်းကိုမြည်ရဖြစ်သောစိတ်သည်ဇီဝဝိညာဏလျှာကိုမြည်ရဖြစ်သောစိတ်သည်ကာယဝိညာဏကာယကိုမြည်ရဖြစ်သောစိတ်သည်မနောဝိညာဏစိတ်ကိုမြည်ရဖြစ်သောစိတ်သည်ကြည့်သူဓာရနဲ့သူအာယုန်နဲ့နော်ဝတ္ထု6ပါးသို့မဟုတ်ဓာရ6ပါးအာယုန်6ပါးဝိညာဉ်6တွေဒီလိုလာတာနော်အောက်ကလွယ်သွားပြီနော်ထိုနည်း၎င်းနောက်မျက်စိနဲ့ပတ်သက်ပြီးစက္ခုတံပတ်သောမျက်စိနဲ့ဆက်ဆက်သောဖတ်တာသည်မျက်စိနဲ့အစင်းကြုံတွေ့တဲ့အခါမှာ
စက္ခုဝိညာဉ်စိတ်ပေါ်တယ်အဲ့စက္ခုဝိညာဉ်စိတ်နဲ့အတူပါလာတဲ့ဖတ်တာကိုစက္ခုတံဖတ်တာဒွါရနာမည်နဲ့ပေးတာအာယုနာမည်နဲ့မပေးဘူးဝိညာဉ်စိတ်တွေကိုလည်းဒွါရနာမည်နဲ့ပဲပေးတယ်ဝတ္ထုနာမည်နဲ့ပဲပေးတယ်ဝတ္ထုဆိုဒီမှာမျက်စိနာနာလျာကာယမနဆိုပါစို့ဒွါရအဲ့ဒါတွေရဲ့နာမည်နဲ့စိတ်တွေကိုပေးထားတာစက္ခုတံဖတ်တော်မျက်စိနဲ့ဆက်ဆက်နေသောဖတ်တာသည်သောထတံဖတ်တော်နားနဲ့ဆက်ဆက်သောဖတ်တာသည်ဇီဝတံဖတ်တော်နှာခေါင်းနဲ့ဆက်ဆက်နေသောဖတ်တာသည်ကာယတံဖတ်တော်ကာယနဲ့ဆက်ဆက်နေသောဖတ်တာသည်စက္ခုသောတခါနနော်မနောတံဖတ်တော်မနနဲ့ဆက်ဆက်နေသောဖတ်တာသည်အဲ့ဒါဟာပိယယုတ်တတယုတ်ပဲတဲ့နောက်ဖတ်တာပြီးတော့တခါလာမယ်လေသူကဟိုပါဠိတော်နဲ့တူတူပဲမျက်စိရဲ့အဆင်းရဲ့ဒီနှစ်ခုကိုဆွဲပြုပြီးစက္ခုဝိညာဉ်စိတ်ဖြစ်တယ်သုံးခုစုံတဲ့အခါဖတ်တာလာတယ်ဖတ်တာပစ္စယဝေဒနာဒါပြောတာပဲတူတူပဲစင်ငယ်ဖြစ်လာအောက်ကစက္ခုတပ္ပတ္တဇာမျက်စိနဲ့ဆက်ဆက်နေသောဖတ်တာကြောင့်ဖြစ်သောမျက်စိနဲ့ဆက်ဆက်သောဖတ်တာနဲ့ဖတ်တာကြောင့်ဖြစ်သောမျက်စိနဲ့ဆက်ဆက်နေသောဖတ်တာကြောင့်ဖြစ်သောဝေဒနာစိတ်ရဲ့ခံစားမှုသည်စိတ်ရဲ့ခံစားမှုဝေဒနာသည်ကျန်တာတွေကိုနားလို့ထည့်လိုက်ဦးမယ်သောတာကြတော့နော်နားနဲ့ဆက်ဆက်၍နားနဲ့ဆက်ဆက်နေသောဖတ်တာကြောင့်ဖြစ်သောဇာဆိုတာဖြစ်တာတံဖတ်တာဖတ်တာခါနတံဖတ်တာဇာနှာခေါင်းနဲ့ဆက်ဆက်နေသောဖတ်တာကြောင့်ဖြစ်သောဇီဝတံဖတ်တာဇာလျှာနဲ့ဆက်ဆက်နေသောဖတ်တာကြောင့်ဖြစ်သောကာယတံဖတ်တာဇာကိုယ်နဲ့ဆက်ဆက်နေသောဖတ်တာကြောင့်ဖြစ်သောမနောတံဖတ်တာဇာမနနဲ့ဆက်ဆက်နေသောဖတ်တာကြောင့်ဖြစ်သောအဲ့တော့ဖတ်တာလေးတွေဖြစ်လာတာမျက်စိနဲ့အဆင်အာယုံဆုံလို့ရှိရင်မြင်သိစိတ်ဖြစ်တယ်အဲ့ဒီသုံးခုပေါင်းစုံခြင်းကြောင့်ဖတ်တာဆိုတာလာတယ်ဖတ်တာကြောင့်ဝေဒနာလာတယ်ဒီလိုဟောတာကိုပရိစ္ဆသမုပ္ပါဒ်မှာလေဖတ်တာပစ္စယဝေဒနာဝေဒနာပစ္စယတဏ္ဍဒီလိုလာအဲ့ဒီတိုင်းဟောတာပါပဲနောက်တစ်ခါထပ်ပြီးတော့ထပ်တိုးမယ်တင်ညာလောကီလောက၌ဒါကြတော့ခုနတုန်းကဒွါရတွေအာယုန်တွေနဲ့ဒွါရတွေဝတ္ထုတွေနဲ့ပတ်သက်တာအခုပြောခဲ့တဲ့ဟာနော်အခုပြောခဲ့တာတွေကကြည့်ဝိညာဏရဲ့ဖတ်တာရဲ့ဝေဒနာရဲ့ကဝတ္ထုတို့ဒွါရတို့နဲ့ဆက်ဆက်ပြီးတော့ပြောတာနော်ခြေခံနဲ့ဆက်ဆက်ပြောတာအခုလာမယ့်ဟာကြတော့အာယုန်နဲ့ဆက်ဆက်ပြီးပြောလိုက်ရူပတင်ညာစက္ခုတင်ညာလို့မသုံးဘူးရူပတင်ညာဒီဟာကြတော့ရူပတင်ညာအဆင်းကိုမှတ်သောတင်ညာသည်အဆင်းကိုမှတ်သိသောတင်ညာသည်မှတ်ပြုပြီးတော့သိတာမှတ်သားတဲ့တင်ညာတတ္တတင်ညာအတန်ကိုမှတ်သိသောတင်ညာသည်ခန္ဓာတင်ညာအနံ့ကိုမှတ်သိသောတင်ညာသည်ရတ္တတင်ညာအယတာကိုမှတ်သိသောတင်ညာသည်တန်ဆိုတာမှတ်သား၍ညာသိတာအမှတ်နဲ့သိတာမှတ်သိတာဖုဒ္ဓဘာတင်ညာအထီးတွေ့အာယုအထီးတွေ့ကိုမှတ်သိသောတင်ညာသည်ဓမ္မတင်ညာကျန်တဲ့အာယုန်တွေကိုမှတ်သိသောတင်ညာသည်ပိယရူပံချစ်အပ်သောသဘောရှိတာဒရူပံတာယာဝေသဘောရှိ၏ပိယယုတ်တာတယုတ်ဆိုတာဒီဘာတွေခေါ်တာတုံးဆိုတော့ဒါတွေခေါ်နေတာပဲအခုအကုန်လုံးပြောတယ်နော်နောက်တစ်ခါတင်ညာပြီးတော့နောက်ထပ်လာမယ်စေရသိက်တွေပဲကိုလှည့်လိုက်တာရူပသင်္စေတနာအဆင်းအာယုန်နှင့်ဆက်ဆက်နေသောစေတနာသည်အဆင်းအာယုန်လေးပေါ်မှာ
စိတ်ဆွမ်းအားတွေအကုန်လုံးစုပေးတဲ့စေတနာအာယုံပေါ်မှာအလုံးလုံးကြတာလေနန္တရားတွေကဒါမို့တင်ညာကမှတ်ပြီးတော့စေတနာကစွမ်းအားတွေစုပေးတယ်အလုံးစုတော့လုပ်ပေးတယ်တတ္တစေတနာအတန်အာယုံမှာဖြစ်သောအတန်အာယုံနှင့်ဆက်ဆက်သောစေတနာသည်ခန္ဓာသင်္စေတနာအနတ်နှင့်ဆက်ဆက်သောစေတနာသည်ရတ္တသင်္စေတနာအယတနှင့်ဆက်ဆက်နေသောစေတနာသည်ဖုတ္တပသင်္စေတနာအထီးတွေ့နှင့်ဆက်ဆက်နေသောစေတနာသည်ဓမ္မသင်္စေတနာစိတ်ဖြင့်သာကြံတွေးသိရတဲ့အာယုန်နဲ့ဆက်ဆက်နေသောစေတနာသည်လောကီလောက၌ပိယရူပံချစ်အပ်သောသဘောရှိ၏တာတရူပံတာယာအပ်သောသဘောရှိ၏ပြီးပြီဆိုတဲ့အခါအခုဒီတင်ညာတဲ့စေရနာတဲ့နှစ်ခုပြီးတော့အာယုန်နေနဲ့နောက်တစ်ခါရူပတနာအစင်းကိုတွေ့တာသောတဏှာသည်တတ္တတနာအတန်ကိုတွေ့တာသောတဏှာသည်ခန္ဓာတနာတွေ့တာရဲဆိုကောင်းတဲ့အတန်လေးကြားရင်နောက်ထပ်ကြားခြင်းနောက်ထပ်ကြားခြင်းဖွင့်စားမအောင်ဖွင့်စားမအောင်မရှိလို့ရှိရင်ဈေးတော်ဝယ်အောင်မယ်နော်တဏှာဖြစ်ပုံလေးကြည့်ကြည့်ပါအရသာဘောတွေ့လို့ရှိရင်လေဟာဒါလေးမနေ့ကဟင်ကောင်းတယ်ရသာရှိတယ်ဘယ်အချက်တာတော့ဘယ်ဆိုင်ကတော့မေးပြီးသွားအောင်မှာပဲနော်အဲ့ဒါကိုဆိုလို့တယ်ခန္ဓာတဏှာအနတ်ကိုတွေ့တာသောတဏှာသည်ရတ္တတဏှာအယတာကိုတွေ့တာသောတဏှာသည်ဖုတ္တဗတဏှာအထီးတွေ့ကိုတွေ့တာသောတဏှာသည်ဓမ္မတဏှာစိတ်ဖြင့်သာသိရသောအာယုန်တွေကိုတွေ့တာသောတဏှာသည်လောကီလောက၌ပိယရူပံတာယာဝဲချစ်ဖွယ်သဘောရှိတာတရူပံတာယာဝဲသဘောရှိအဲ့ဒီမှာပဲတဏှာဖြစ်တယ်လို့ဆိုလို့နောက်တစ်ခါတဏှာဖြစ်တယ်ဆိုတာသူကအတွေးတွေလည်းဒီပေါ်မှာပဲဝင်လာတာပဲလေလူအာယုံကမြင်ပြီးရင်အဲ့ဒီအာယုံကိုတွေးမှာပဲလေတွေးတာအဲ့ဒီတွေးမှုတွေလည်းလာနိုင်တယ်ရူပဝိတက်ကောအစင်းအာယုံကိုကြံတွေးသောဝိတက်သည်စိတ်ကူးသောဝိတက်သည်အဲ့ဒါကောအစင်းအာယုံကိုစိတ်ကူးသောဝိတက်သည်စိတ်ကူးသောဝိတက်သည်တတ္တတဏှာတတ္တဝိတက်ကောအတန်ကိုစိတ်ကူးသောဝိတက်သည်ခန္ဓာဝိတက်ကောအနတ်ကိုစိတ်ကူးသောအဲ့ဒီအမွေလေးကောင်းလိုက်တာကောင်းလိုက်တာဆိုတော့တွေးနေတာအဲ့ဒါလေးနဲ့စိတ်ကူးသောဝိတက်သည်စိတ်ကူးမှုလို့ဆိုလိုတာပေါ့ရတ္တဝိတက်ကောအယတာကိုစိတ်ကူးသောဝိတက်သည်ဖုတ္တဗဝိတက်ကောအထီးတွေ့ကိုစိတ်ကူးသောဝိတက်သည်ဓမ္မဖုတ္တဗဝိတက်ကောအထီးတွေ့ကိုစိတ်ကူးသောဝိတက်သည်ဓမ္မဝိတက်ကောစိတ်ဖြင့်သာသိရသောအာယုန်တို့စိတ်ကူးသောဝိတက်သည်လောကီလောက၌ပိယရူပံချက်အပ်သောသဘောရှိ၏တာတရူပံတာယာဝဲသဘောရှိ၏အဲ့ဒီမှာတဏှာဖြစ်တယ်စိတ်ကူးတယ်ဝိတက်ဝိသရာကြကြံစီတယ်လို့စိတ်ကူးတယ်ဆိုတာစိတ်ကလေးကဘယ်ကိုကူးတာတော့ဆိုအာယုံပေါ်ကူးသွားတာအဲ့ဒါဘယ်သူနဲ့ကူးတာတော့ဆိုဝိတက်နဲ့ကူးတာဝိတက်ကစိတ်ကိုအာယုံပေါ်ကိုပို့ပေးနေတာဒါမို့အဘိနိရောပနလက္ခဏောတဲ့ဝိတက်ဆိုတာဟာအာယုံပေါ်မှာစိတ်ကိုပို့ပေးနေတာသူပို့ပေးမှစိတ်ကလေးကအာယုံပေါ်ရောက်တာသူပပရင်မရောက်ဘူးသူရဲ့စွမ်းအားနဲ့အပေါ်အာယုံပေါ်စိတ်ကလေးရောက်သွားအောင်လုပ်ပေးတာသဘာဝတရားတွေအလုံးဝိတက်ရဲ့ဆွတ်ဆောင်မှုကြောင့်ရောက်သွားတယ်အဲ့ဒါကဝိတက်နဲ့ရှင်တဲ့စိတ်တွေကြတော့အဲ့လိုသွားတယ်ဝိတက်မရှိတဲ့စိတ်တွေကဝိတက်နဲ့မရှင်တဲ့စိတ်တွေကရှိသေးတာဟုတ်အဲ့ဒါကြတော့သက္ကုဝိညာဉ်စိတ်တို့ဒါတွေကတကယ်တော့လည်းမြင်ပြီးတော့သူကတွေးနိုင်တာမှမဟုတ်တာသိပြီးတော့
မြင်လိုက်တာလေးကလည်းခဏလေးပဲသူကဝိတက်နဲ့မရှင်တဲ့စိတ်တွေကတကယ်တော့လေသူကတွေးနေစရာအချိန်လည်းမရှိဘူးသူ့မှာကိုကမြင်တာဘယ်လိုလုပ်တွေးမှာနော်သူ့ကိုသဘာဝအာရဝိတက်ကစိတ်လို့ခေါ်တာပင်ကိုကဝိတက်နဲ့မရှိဘူးအဲ့တော့ဝိတက်မရှိဘဲနဲ့သူကအဆင်းအာယုံကိုဘယ်လိုမြင်ရတုံးလို့ဆိုပင်ကိုစွမ်းနဲ့မြင်တော့တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ဒီမျက်စိဆိုတဲ့အပေါ်မှာရူပါယုံကနေပြီးတော့လာပြီးထင်ဟလိုက်တာလေးကဒီတာမန်အားဖြင့်တော့သဘာဝတရားချင်းတိုက်ခိုက်မှုကပြင်းထန်တယ်လို့မဆိုရအောင်ဒါပေမဲ့လို့ချိန်ငနဲ့မြည်မသွားပြီမဲ့လို့ထိခိုက်မှုကထိခိုက်မှုသဘာဝတရားရဲ့ထိခိုက်မှုတွေစိတ်ရဲ့ထိခိုက်မှုလေးတွေဟာဘလောက်ဆန်းတော့ဆိုလို့ရှိရင်မကောင်းတဲ့ကြားရဲ့လူကပုံရဲကြသွားတာဒါသူတိုက်ခိုက်လိုက်တဲ့သဘောပဲလေဒီတဲ့ထင်ရှားတာပြောရမယ်ဆိုရင်ကိုယ်ရှိမှလာပြီးဇီဝသီးတို့တမယာသီးတို့စားနေမယ်ဆိုရင်လူကအလိုလျောက်ပါဇက်ထဲမှာကနာမငြိမ်ဖြစ်လာနော်အဲ့ဒါတိုက်ခိုက်တာပဲနန္တရားရဲ့တိုက်ခိုက်မှုကအဲ့ဒီသဘောမျိုးဆိုလိုတယ်နော်သို့တော့ခုနလိုဂျိန်းငနဲ့မြည်အောင်တိုက်တာတော့မဟုတ်ဘူးရုပ်လို့ဒါပေမဲ့အဲ့ဒီဂျိန်းဆိုတာလည်းတော့ပြင်းသေးတယ်သူကစိတ်ရဲ့တိုက်ခိုက်မှုကနန္တရားရဲ့တိုက်ခိုက်မှုကပိုပြင်းတယ်သူကလူတော်ပုံရက်ကြတော့တိုက်ခိုက်နိုင်တာပဲလေမကောင်းတဲ့ကြားလိုက်တာနဲ့မဲ့သွားတာပဲတခါတည်းအဲ့တော့ရူပဝိစာရောဝိတက်ကအာယုံပေါ်မှာတင်ပေးလို့စိတ်ကိုကူးပို့သေးလို့စိတ်ကူးတယ်လို့မြန်မာဝါဟာရနဲ့နီးအောင်လို့ပြန်လိုက်တာဘယ်လိုပဲပြန်ပေါ့ဝိတက်ဆိုတာတဲ့ဝိစာရကြတော့ကြံစည်တယ်လို့ဒီပေါ်မှာရေဝဲနေတာကြံစည်တယ်ဆိုတာထပ်တလဲလဲတွေးနေတာကိုပြောတာရူပဝိစာရောအဆင်းကိုကြံစည်သောဝိစာရသည်တတ္တဝိစာရောအတန်ကိုကြံစည်သောဝိစာရသည်ကြံစည်သောဝိစာရကျမ်းကျမ်းဖတ်မှအဲ့ဒီဓာတ်မြေဩဇာလဲဝိစာရရှိနေကုမ္ပဏီတောင်မှဝိစာရရှိနေတယ်ခန္ဓာဝိစာရောအနတ်ကိုကြံစည်သောဝိစာရသည်ရတ္တဝိစာရောအယတာကိုကြံစည်သောဝိစာရသည်ဖွတ်တဘဝိစာရောအဋ္ဌိအတွေ့ကိုကြံစည်သောဝိစာရသည်ဓမ္မဝိစာရောစိတ်ဖြင့်သာသိရသောအာယုံကိုကြံစည်သောဝိစာရသည်အဲ့ဒါဟာပိယယုတ်တတယုတ်ဆိုတာအဲ့တော့ပိယယုတ်တတယုတ်လို့ပြောလိုက်တာနဲတာမဟုတ်နော်10ခုအလုံးနော်10မျိုးပိယယုတ်တတယုတ်တွေကိုပြောတာအုပ်စုလိုက်ဆိုရင်10မျိုးပေါ့နော်10အုပ်စုရှိတယ်10အုပ်စုမှာတအုပ်စုမှာ6ခုစီနေတာမြောက်ချလိုက်ပြီတော့နော်တရားပေါင်း60နော်အဲ့ဒါတွေကကမ္မထာရှုဖို့တွေပဲမြတ်စွာဘုရားပေးတာဒါတဏှာတွေဖြစ်တာဒီပေါ်မှာတဏှာဖြစ်တာအဲ့ဒီတဏှာကိုဖြုတ်ဖို့အတွက်ကမ္မထာရှုခိုင်းတာဘုရားအဲ့တော့မဟာစီဆရာတော်ကြီးပြောတာလို့မမြင်ရရာကိလေသာသူဟာသူငြိမ့်နေဆိုမြင်လိုက်ရင်တော့ကိလေသာလာမှာပဲလေအဲ့ဒီလာတဲ့အပေါ်မှာပြုတ်ဖို့ရအတွက်တရားရှုခိုင်းတာပေါ့နော်ကိလေသာဖြုတ်ဖို့တရားရှုခိုင်းတာဟုတ်ပြီဒါကပိယယုတ်တတ္တယုတ်တွေဟာတဏှာရဲ့အာယုံဖြစ်လို့ခုပြောတဲ့သမုဒိယသစ္စာလို့ဆိုရင်တဏှာရဲ့အာယုန်တွေဟာအများကြီးပဲဆိုတာထုတ်ပြထားတာเนาะဒါပစ္စည်းနဲ့ပြောတာမဟုတ်ပစ္စည်းနဲ့ပြောရင်မကုန်နိုင်တော့ဘူးလေပစ္စည်းနဲ့ပြောလို့ရှင်ကားလို့ပြောရမှာလားတိုက်အိုင်လို့ပြောရမှာလားရွှေလို့ပြောရမှာလားစိန်လို့ပြောရမှာလားအများကြီးဖြစ်တော့မှာပေါ့သဘာဝတရားနဲ့ပဲပြောလိုက်တယ်မြတ်စွာဘုရားတဏှာဖြစ်တဲ့နေရာတွေเนาะဒါကြတော့လည်းမတွေးနဲ့အောင်စိန်နေပါလိမ့်မပါပါလားလို့
နောက်တစ်ခုနိရောဓသစ္စာနေရတာတဲ့ကြည်ကတမင်းစဘိက္ခွေဒုက္ခនិရောဓံအရိယသစ္စာဘိက္ခွေယံတို့ဒီနေရာမှာလဲကတမင်းစဘိက္ခွေဒုက္ခនិရောဓောအရိယသစ္စာလို့ရှိတယ်နော်ကိုဒီမှာတော့ဒီတိုင်းပဲရှိဒုက္ခនិရောဓဒုက္ခရဲ့ချုပ်ရာဟုဆိုသောအရိယသစ္စာအရိယတို့သိရတဲ့သစ္စာတရားဟုသည်ကတမင်းစပဲနီယောတတ္တယေဝတဏယအတေတဝိရာဂនិရောဓောသာဂောပฏิနိဒေကောမုဒ္ဒိအနာလယောတတ္တယေဝတဏယခုနပြောခဲ့တဲ့တဏှာတွေပဲယာယံတဏှာပောနုဘုိကာလို့ခုနပြောခဲ့တယ်လေဘဝတည်ကိုဖြစ်စေတယ်နန္ဒီရာဂနဲ့အတူတကွဖြစ်တယ်နန္ဒီရာဂပါတယ်ထူထူအာယုံထူထူဘဝတွေမှာတွေ့တာနေတယ်အဲ့ဒီတဏှာနော်တတ္တယေဝတဏှာထူဆူခဲ့တဲ့တဏှာဣတာလင်အတေတဝိရာဂောအကြံမရှိအောင်ကင်းပြတ်ချုပ်ငြိမ်းစေမှုသည်ဝိရာဂအကြံမရှိအောင်ဝိရာဂကိုရတ္တမဲ့လို့ကောက်ယူမယ်ဆိုလို့ရှိရင်ရတ္တမဲ့ဖြင့်အကျွမ်းကြံမရှိအောင်ချုပ်ငြိမ်းမှုသည်ဒီလိုယူပေါ့အတေတဝိရာဂនិရောဓောဝိရာဂကိုនិရောဓရဲ့និရောဓနဲ့ဆက်ဆက်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်နော်ဝိရာဂကင်းပြတ်တာပဲတဏှာကင်းပြတ်သွားတဲ့နေရာလို့ဒီလိုဆိုလိုတာပေါ့နော်အဲ့တော့ဒီမှာထက္ကရာဖွင့်ထားတဲ့အလိုတိုင်းပြောရမယ်ဆိုရင်သူကဒါတွေကနိဗ္ဗာန်ကိုရည်ညွှန်းထားတာဝိရာဂဆိုတဲ့စကားလုံးကလည်းနိဗ္ဗာန်ကိုရည်ညွှန်းတယ်လို့ဒီလိုဆိုတယ်အဲ့တော့တတ္တယေဝထိုတဏှာဤပင်လေအတေတဝိရာဂនិရောဓောအကျွင်းမရှိကင်းပြတ်ချုပ်ငြိမ်းရာသည်ကင်းပြတ်ချုပ်ငြိမ်းရာနိဗ္ဗာန်သည်ဒီလိုဆိုလို့ကင်းပြတ်ချုပ်ငြိမ်းရာနိဗ္ဗာန်သည်သာဂောအဲ့ဒီတဏှာကိုစွန့်လွတ်ရာနိဗ္ဗာန်သည်ပฏิနိဒေခောတဖန်စွန့်လွတ်ရာနိဗ္ဗာန်သည်အဲ့နိဗ္ဗာန်ကိုပဲဒီနာမည်တွေနဲ့ပြောတာပေါ့နော်အဲ့တော့ထက္ကရာကတော့သူကဘယ်လိုရေးထားတော့ဆိုတော့နော်ထက္ကရာရေးပုံလေးတိုင်ပြန်ပြီးတော့အနည်းဆိုကြည့်မယ်ဆိုတတ္တယေဝထူတနာဣတာလင်အတေတဝိရာဂនិရောဓောလက်ကြံမရှိအောင်ချုပ်ငြိမ်းခြင်းကင်းပြတ်သောချုပ်ငြိမ်းခြင်းနော်ကင်းပြတ်သောချုပ်ငြိမ်းခြင်းဒီပဲထားပါတော့နော်ယာလို့ပေးတာနိဗ္ဗာန်ဆိုတဲ့အာယုနိဗ္ဗာန်ကိုတရားသဘောမျိုးထားပြီးတော့ပေးတဲ့အဓိပ္ပာယ်ပေါ့နော်အတေတဝိရာဂនិရောဓောသူကအတေတအတေတဝိရာဂအတေတនិရောဓလို့နှစ်မျိုးခွဲယူတယ်အကျွမ်းကြံမရှိအောင်ကင်းပြတ်ခြင်းအကျွမ်းကြံမရှိအောင်ချုပ်ငြိမ်းခြင်းလည်းနှစ်ခုခွဲယူတာသူကအတေတဝိရာဂនិရောဓောအကျွမ်းကြံမရှိအောင်ကင်းပြတ်ခြင်းအကျွမ်းကြံမရှိအောင်ချုပ်ငြိမ်းခြင်းသာဂောစွန့်လွတ်ခြင်းပฏิနိဒေကောတဖန်စွန့်လွတ်ခြင်းမုဒ္ဒိတဏှာမှလွတ်မြောက်ခြင်းအနာလယတွေ့တာမှုကုံဆုံးခြင်း
အဲ့ဒါဒုက္ခនិရောဓနိဗ္ဗာန်ပဲလို့အဲ့တော့ဒီနေရာမှာဆိုရမှာမြတ်စွာဘုရားကသစ္စာနာမည်ပေးတဲ့အခါကျတော့ဒုက္ခនិရောဓလို့ပေးထားပြီးတဲ့အခါမှာဘာဖြစ်လို့အဓိပ္ပာယ်ရှင်းတဲ့အခါကျတော့တဏှာရဲ့ချုပ်ငြိမ်းခြင်းလို့ပြောရတာတော့နော်စကားတစ်ခုကိုသေချာစဉ်းစားကြည့်စကားတစ်ခုကမဆက်ဆက်မိဘူးနာမည်ပေးတော့ကဒုက္ခនិရောဓဒုက္ခရဲ့ချုပ်ငြိမ်းခြင်းလို့ပြောတာဒုက္ခရဲ့ချုပ်ငြိမ်းခြင်းလို့ပြောလို့ရှိရင်ဒီမှာလည်းပဲကာယိကဒုက္ခစေရတိကဒုက္ခလောကမှာရှိသမျှဇာတိဒုက္ခဇရာဒုက္ခဗျာတိဒုက္ခအဲ့ဒီခုနဒုက္ခသစ္စာမှာပြောခဲ့တဲ့အဲ့ဒီဒုက္ခတွေရဲ့ချုပ်ငြိမ်းခြင်းလို့မြတ်စွာဘုရားမဟောဘူးနော်ဘာဖြစ်လို့မဟောတာလဲဆိုအကြောင်းချုပ်မှအကျိုးချုပ်တာဖြစ်တယ်ဒုက္ခဆိုတာအကျိုးပဲဒါမို့အကျိုးချုပ်တာကိုမဖော်ချင်ဘူးနိဗ္ဗာန်ဆိုတာအကြောင်းချုပ်မှအကျိုးချုပ်တဲ့အချုပ်မျိုးကိုလိုချင်တာအကြောင်းချုပ်အောင်ကတော့မဂ္ဂင်၈ပါးကျင့်ကိုကျင့်ရမယ်ဒီအဓိပ္ပာယ်ကိုပေါ်လွင်အောင်လို့မြတ်စွာဘုရားဟောအမှတ်တမဲ့ဖတ်ရင်နားမလည်ဘူးတရားနော်စဉ်းစားရမယ်ဒုက္ခនិရောဓဆိုတဲ့စကားလုံးကဒုက္ခရဲ့ချုပ်ရလို့ပြောတာအခုဘုရားရှင်းပြတာကတဏှာនិရောဓကိုရှင်းပြနေတယ်ခေါင်းစည်းတက်တုံးကဒုက္ခនិရောဓလို့ပြောပြီးတော့ဘာဖြစ်လို့တဏှာនិရောဓလို့ပြောရတာလဲဆိုတော့တဏှာကဒုက္ခဖြစ်ခြင်းအကြောင်းပဲဒုက္ခချုပ်တဏှာချုပ်မှဒုက္ခဆိုတာချုပ်တယ်ဆိုတာကိုနားလည်ရတယ်အကြောင်းချုပ်မှအကျိုးချုပ်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုနားလည်ဖို့အတွက်မြတ်စွာဘုရားအကြောင်းပေါ်မှာအလုပ်လုပ်ပြတယ်ဒီအဓိပ္ပာယ်ကိုမှတ်ရမယ်နော်အဲ့တော့အတေတဝိရာဂအတေတនិရောဓစာဂပฏิနေသေကမုဋ္ဌိအနာလယဒီအတေတဝိရာဂကလည်းနိဗ္ဗာန်ကိုပြောတာအတေတនិရောဓကလည်းနိဗ္ဗာန်ကိုပြောတာစာဂပฏิနေသေကမုဋ္ဌိအနာလယဒီ6ခုစလုံးဟာနိဗ္ဗာန်ကိုရည်ညွှန်းတယ်လို့နိဗ္ဗာန်ရဲ့အမည်နာမတွေပဲလို့ဒီလိုဆိုရပေါ့နော်ကဲဒီနေရာမှာပဲရကြအောင်ဆို